ကမ္ဘာဆန်စပါးလိုအပ်မှုဟာပိုးပြီးတော့မြင့်တက်လာနေပါတယ်မြန်မာနိုင်ငံဟာအဲ့ဒီလိုအပ်ချက်ကိုဖြည့်စွမ်းနိုင်မှုအကောင်းဆုံးအနေအထားမှာရောက်ရှိနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်2009ခုနှစ်အတွင်းမှာပြည်တွင်းလူမှုရေးအဖွဲ့အစည်းနှစ်ခုကနိုင်ငံခြားဈေးကွက်စံချိန်မီတဲ့ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရေးစီမံကိန်းတစ်ခုကိုအေယာဝတီမြို့ဝကျွန်းပေါ်ဒေသမှာအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ကြပါတယ်။အဲ့ဒီစမ်းသပ်စီမံကိန်းမှာကျေးရွာအုပ်စုတစုကလယ်သမား210ပါဝင်ခဲ့ကြပါတယ်။သူတို့အများစုဟာနာဂိမုန်တိုင်းတန်ကြောင့်ပျက်စီးခဲ့ရတဲ့သူတို့ရဲ့ဘဝတွေကိုပြန်လည်ထူထောင်ဖို့ရုန်းကန်နေကြရဆဲပါ။စားစရာတောက်စရာလည်းမကြောင်အောင်လုပ်သွားတယ်။နေစရာလည်းမကြောင်အောင်လုပ်သွားတယ်။တချို့ကြလည်းလယ်မရှိတဲ့လူကြလည်းခြံဥယျာဉ်နဲ့စားကြတယ်။စားကြတဲ့အခါကျတော့အဲ့ခြံဥယျာဉ်မှာတခါတည်းဖြက်စီးသွားတော့အဲ့တော့ကျွန်တော်တို့ကယူဆရတာကဘာတဖြည်းဖြည်းကတ်ဆေးနေတာပဲ။ဒီစီမံကိန်းမှာကိုဝင်းခင်လည်းသူ့ရဲ့ဒဲမြေ10ဧကနဲ့အတူပါဝင်ခဲ့ပါတယ်။သူဟာတခြားလယ်သမားတွေနဲ့အတူခင်မီလေယာစိုက်ပျိုးရေးနည်းစနစ်သင်တန်းကိုတက်ရောက်ခဲ့ပါတယ်။ထုတ်မဲ့လယ်သမားတွေကသူတို့ထုတ်ပေးတဲ့မီးပဲ့မှာကြောက်လို့ဟုတ်တယ်ဒီကနေမော်တော်သူဈေးခံတယ်မော်တော်ငှားပြီးသူတို့အပုတ်ကိုလုပ်ပေးတယ်ဟိုမှာမနဲ့စာကိုဟိုမှာထမင်းကျွေးလိုက်ဦးဒီပစ္စံတွေကမထိအောင်လို့ဒီစီမံကိန်းကလယ်သမားတွေကိုအတိုး2ကျပ်ခွဲနှုန်းနဲ့စိုက်ပျိုးစရိတ်ချေးငွေ1ဧကကိုကျပ်3,400,000လောက်အထိထုတ်ချေးခဲ့ပါတယ်။ဘာပတ်စံဆက်လိုက်ပါအောင်နော်။သူကစီမံကိန်းနဲ့ဆိုတော့ဒီနှစ်ကိုမတော်စချီးတာ။စာပြီးငွေထုတ်ပြီးတာ။ငွေထုတ်ပြီးသွားလို့လယ်သမားရဲ့ဘက်ကလည်းတာဝန်ကြည့်မယ်ဆိုလို့ရှိရင်နောင်နှစ်တွေကြာတယ်သူတို့ကဒီလိုဘန်းနေပြီးတော့ချောင်းပြောင်းပြီးတော့ချိန်ပြီးတော့ဒီလိုထုတ်ပြီးသွားမယ်စီမံကိန်းသူကရှိတယ်လို့ကျွန်တော်ပြောတယ်အပြောတဲ့ကြတော့ဘေးကယူရမယ်ဟာသူကတက်တာတယ်ဒီချင်းငွေတွေကိုအရေးအသွေးမိတဲ့မျိုးစေ့တွေစက်ပစ္စည်းတွေမြေဩဇာတွေဝယ်ယူဖို့နဲ့လဲလုံသားငှားရမ်းမှုပေးရခဲ့တာဖြစ်ပါတယ်ဒါအင်းနဲ့အဲ့မှာအင်ဂျင်မိုင်နေတော့မို့အင်ဂျင်ဝိုင်းပြည့်ရှိတာဘောကဆက်မောင်းနေတာဒီရှစ်ကင်းနေအင်ဂျင်မိုင်အင်ဂျင်ဝိုင်းအပြည့်ရှိတယ်သူကဆက်မောင်းနေတာကိုဆက်မောင်းနေတော့အပြည့်ထဲတာဒီဥစ္စာတွေလိန်ချိုးဆယ်ဦးဘက်ဖွဲ့မယ်ဆယ်ဦးတစ်ခွက်ဖွဲ့မယ်ဆိုတော့သူတို့ကတော့ဒါပေမဲ့တစ်ခုတော့ရှိရတူဦးကြီးတော့တအားမှမခံသူတို့ပုံစံကျွန်တော်ကြည့်ရတာဒီအဖွဲတွေကမှမကြေပြွန်လို့ရှိလို့ရှိရင်ဒီဆယ်ဦးတွေကဒီအဲ့တူဦးသာမကြေဘူးအဲ့တူဦးသာသူတို့စိုက်ကျွန်တော်တို့ဆယ်ဦးတွေကစိုက်ဆက်ခမ်းမှုအလားလာရှိအဲ့မဲ့သူတို့စီရင်ထားတာလို့ကျွန်တော်သိတယ်လို့ပြောရမယ်နိုင်ငံခြားစည်းကွက်အရေးသွေးမိတဲ့စပါးတွေရရှိလာဖို့အတွက်ကွင်းတစ်ဆက်ထဲမှာအရေးအသွေးမြင့်တဲ့မျိုးစပါးတစ်မျိုးတည်းကိုစိုက်ပျိုးဖို့လိုအပ်ပါတယ်စီမံကိန်းမှာစိုက်ပျိုးခဲ့တဲ့မျိုးစပါးတွေကိုမြမစိုက်ပျိုးရေးလုပ်ငန်းကတက်ခွဲကမှအရေးအသွေးစစ်ဆေးပြီးမှရွေးချယ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့မျိုးလေးကျဲပြီးလို့ကျွန်တော်တို့ညှက်ကွင်းကုန်းလေးဆိုလို့ရှိရင်မျိုးရောင်လေးပြီးလာပြီဆိုလို့ရှိတယ်ရှိလေမိုးကလည်းตายရမယ်ဆိုတော့ဟာဒီနေ့ကတော့ငါလည်းဒီဒါကောင်းလာတယ်လေလေးကိုရှောက်ပါပြီးကိုယ်မှကြည်နူးနေအောင်လေလေးတွေကြည်ပြီးတော့ဒီနေ့ငါဆက်ရတဲ့တက်တာလေမျိုးဘော်ပွဲဘော်ကလည်းကောင်းတဲ့ဟာဆိုတော့ကိုယ်မှကြည်နူးနေအောင်ကြည်ပြီးတော့ကိုယ်စိုက်ပြိုးထားတဲ့ဟာတွေအသုံးပြုရမယ့်တဘာဝမြေဩဇာနဲ့ဓာတ်မြေဩဇာအချိုးအစားကိုရောပမာဏကိုပါမှန်ကန်တွက်ချက်သုံးစွဲနိုင်ဖို့မြမစိုက်ပျိုးရေးလုပ်ငန်းမှာပဲမြေစည်းလွှာစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်
စိုက်ပျိုးရေးဌာနကပညာရှင်တွေကတခြားလယ်သမားတွေနဲ့အတူကဝင်းခင်ကိုပြိုးထောင်ပြီးကောက်စိတ်တဲ့စနစ်အပါအဝင်ခင်မီစိုက်ပျိုးရေးနည်းစနစ်တွေကိုသင်ကြားပေးခဲ့ပါတယ်။အဲဒီနည်းစနစ်တွေကိုအသုံးပြုခြင်းအပြင်မျိုးစေ့လိုအပ်ချက်ကိုလျှော့ချနိုင်သလိုစပါးအပင်ပွားနှုန်းကိုလည်းမြင့်တက်လာစေပါတယ်။အပင်ရောဂါကာကွယ်ဖို့နဲ့မျိုးကွဲနှုတ်ပယ်ဖို့လည်းလွယ်ကူစေပါတယ်။ တောက်ပင်ဒီကိုဆော့ပေးလိုက် အဲ့ဒီကာလအတွင်းမှာပဲဒေသတွင်းမှာရှိတဲ့ဆန်ဆက်တစ်ခုကိုပြည်ပဈေးကွက်အရေးသွင်းမိတဲ့ဆန်တွေကြိတ်ခွဲနိုင်ဖို့အဆင့်မြင့်ခဲ့ပါတယ်။ အဲ့ချိန်ကတော့တကယ်လို့ကျွန်တော်တို့ရိတ်လို့ဆက်လင်းနဲ့ရောက်ပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ကောင်းမွန်ရပါပြီလေမိုးကလည်းတာယာသွားပြီရေကလည်းမတက်ဘူး6ရောက်တူပြီရမယ်ဆိုရင်တော့အဲ့ဒါဆိုတော့လေသမားတော့အားရှိသွားတာဟဲ့ဘာကြည့်တော့ဟမ်ဟာလားရိတ်သိမ်းချိန်ပြီးဆုံးမှာပဲဒီစီမံကိန်းအောင်မြင်တယ်မအောင်မြင်ဘူးဆိုတာကိုကိုဝင်းခင်နဲ့တခြားလယ်သမားတွေသိနိုင်ကြမှာပါဆန်ရတော့ဒီမှာပါရိတ်သိမ်းပြီးချိန်မှာတော့မကြုံဘူးတဲ့အောင်မြင်မှုကိုရရှိခဲ့ကြပြီဆိုတာကိုသိလိုက်ကြရပါတယ်ခါတိုင်းတဲ့တဝက်ကြောစပားအထွတ်တိုးခဲ့ပါတယ်ဒါဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုပါထုတ်လုပ်လိုက်တဲ့စပားရဲ့အရေးသွေးရောအထွတ်နှုံးမှာမြင့်တက်လာတာကိုလည်းတွေ့ရပါတယ်ကျွန်တော်တို့နောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်စပယ်ဓာတ်ပေါ့မျိုးကလည်းကိုဒီနှစ်ကကောင်းလာပြီဒီဒေတာလည်းစိုက်ခင်းလေးကလည်းကောင်းမယ်မျိုးတက်ကလည်းကောင်းမယ်အပင်ပါညာလည်းကောင်းမယ်ဆိုလို့ရှိရင်တခါဒီနှစ်ကတော့မနှစ်ကနဲ့သာငါလည်းပဲဘယ်လောကသားတယ်ဟိစီမံကိန်းမှာပါဝင်ခဲ့ကြတဲ့ကိုဝင်းခင်နဲ့ချားလေသမားတွေကသူတို့တခါမှမရဘူးတဲ့အကျိုးအမြတ်တွေကိုရရှိခဲ့ကြပါပြီစိုက်ပျိုးစရိတ်ချေးငွေတွေကိုပြန်လည်ပေးဆပ်နိုင်ခဲ့တဲ့အတွက်သူတို့နဲ့ငွေထုတ်ချေးတဲ့ဘဏ်ရဲ့ဆက်ဆံရေးဟာလည်းခိုင်မာလာခဲ့ပါတယ်ဘဏ်လုပ်ငန်းစနစ်နဲ့လည်းအထိုက်လျောက်ရင်းနှီးလာခဲ့ကြပါပြီဒီလိုလုံလောက်တဲ့စိုက်ပျိုးစရိတ်ချေးငွေရရှိနိုင်မှုနဲ့ခင်မီနီးပညာတွေအသုံးပြုစိုက်ပျိုးမှုတွေကမြန်မာနိုင်ငံဟာအရေးအသွေးရောအထွက်နှုံးမှာမြင့်မားတဲ့ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်တယ်ဆိုတာကိုလယ်သမားတွေကသက်သေပြခဲ့ကြပါပြီဒီလိုနည်းနဲ့ပဲမြန်မာနိုင်ငံဟာသူရပ်တည်ခဲ့မှုတဲ့အာရှတိုက်ရဲ့စပကြီးအဖြစ်ကိုပြန်လည်ရောက်ရှိလာနိုင်မှာဖြစ်ပါတယ်ရှင်